အားလုံးပဲမင်္ဂလာပါရှင်ကီတီမူနီကားရောက်စင်တန်းကနေပြန်လည်ကြိုဆိုလိုက်ပါရစေညီမဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ကားလေးကတော့ Suzuki Arctica Type 4လေးပဲဖြစ်ပါတယ်ဒီကောင်လေးရဲ့ model လေးကတော့1020ဖြစ်ပါတယ် engine power ကတော့ 1.5cc ရှိပါမယ်ရှင်အဲ့တော့ wagon type လေးဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုသုံးလဲအဆင်ပြေတယ်လုပ်ငန်းသုံးဖို့လည်းအဆင်ပြေတယ်အဲ့တော့အတွင်းကလေးကိုညီမနဲ့တူလိုက်ကြည့်ရအောင်နော်အဲ့တော့ညီမတို့ကားဆက်နိုးမယ်ဆိုလို့ရှိရင်တော့ push start လေးနဲ့ဆက်နိုးပါမယ်ညီမတို့ဒီမှာဆိုလို့ရှိရင်ဒါ original TV လေးပါပြီးသားဖြစ်မယ်အဲ့တော့ CRM မှာဆိုလို့ရှိရင်လည်းညီမတို့ volume control လေးပါမယ်အရှင်လေးအနေနဲ့ကတော့နောက်ထပ်က black box လေးတစ်ခုပို့လာပါမယ်ရှင်အဲ့တော့ညီမတို့ဒီကားထဲမှာဆိုလို့ရှိရင်လည်း round aircon လေးဖြစ်သွားမယ်ထိုင်ကုန်လေးဆိုလို့ရှိရင်လည်းရှမ်မွေးသားလေးနဲ့ချုပ်ထားတာဖြစ်တယ်ဝေကွန်ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ခုံလေးကလည်း3တန်းပါမယ်လူ9ယောက်ထိဆက်မှာလုပ်ငန်းသုံးချင်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီကားလေးကိုလက်တင်စီးပြီးတော့ highway တန်းထွက်လို့လည်းရပါတယ်ကားလေးရဲ့ကားတန်ဖိုးလေးကကြတော့1265သိန်းဖြစ်ပါတယ်ရှင်ဒီကားလေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်အသေးစိတ်သိရှိချင်တာရှိတယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်39 50 60 930ကိုဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ညီမတို့ showroom လေးလိပ်စာလေးကတော့ရန်ကင်းမြို့နယ်ပြည်သာလမ်းနဲ့စေးရုံလမ်းထောင်မှာတည်ရှိပါတယ်ရှင်အဲ့တော့ညီမတို့ showroom ညီမရော vlog ညီမရောကားရောအချိန်နဲ့ဆိုလို့ရှိရင်လည်းအချိန်မီဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်